ကိုရီးယားဘာသာစကားကိုနားလည်ချင်ပေမဲ့ဘယ်ကနေစရမလဲမသိဘူးလားဒီတော့တင်းအတွက်အကောင်းဆုံးရွေးချယ်မှုကိုမိတ်ဆက်ပေးမယ်နော်1on1 class တွေအပြင်တငယ်ချင်းတွေနဲ့အတူတူ2ယောက်သို့မဟုတ်3ယောက်ထဲနဲ့အတန်းတန်းကိုတက်ချင်တယ်ဆိုလဲတင်းလိုအပ်ချက်အတိုင်းရွေးချယ်နိုင်ပါတယ်နောက်တစ်ခုက flexible schedule ဆရာမတွေနဲ့အချိန်ကိုညှိပြီးတဲ့အတွက်အလုပ်ရှုပ်စရာလည်းမပူတော့ဘူးပေါ့နော်ကိုလိုချင်တဲ့အချိန်ကိုလည်းညှိနိုင်ပါတယ် curriculum choice တင်ရွေးချယ်ခြင်းနဲ့တင်ရိုးကိုလည်းကိုယ်တိုင်ရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်ဈေးလဲသက်သာပြီးတော့အရေးသွေးမြင့်တဲ့တင်ကြားမှုလည်းဖြစ်ပါတယ် strong foundation for skill training listening speaking reading writing စတဲ့ for skill တွေကိုအခြေခံကနေပြည့်စုံအောင်သင်ကြားပေးပါတယ် speaking class ဆိုလို့ရှိရင်လည်းတကယ်လက်တွေ့အသုံးချစကားပြောတွေအတွက်အထောက်အကူဖြစ်စေမယ် speaking class မှာဆိုလို့ရှိရင်လည်း speaking 1 2 3 4ဆိုပြီးတော့ခွဲခြားထားပါတယ် topic preparation classes writing class all question practice နဲ့ exam strategy တွေအထိပါလေ့ကျင့်ပေးမယ် topic အတန်းတွေကိုလည်း topic 1 2စသဖြင့်တက်ရောက်နိုင်ပါတယ်။ကိုရီးယားယဉ်ကျေးမှုကိုနားလည်ပြီးဘာသာစကားကိုပုံမှုအသက်ဝင်အောင်လို့ထိန်းချောင်းသင်ကြားပေးမယ်။ Korean culture class ကိုလည်းထပ်မံဖွင့်လှစ်ထားပါသေးတယ်။အခုပဲကိုရီးယားဘာသာစကားကိုယုံကြည်စိတ်ချစွာပြောနိုင်မှုအတွက် EK Korea Language Center မှာတည့်ရနာကကိုပြောင်းလဲဖို့အခုပဲ register လုပ်လိုက်တော့နော်။